ဘောလုံးကိုအနုပညာနဲ့ကစားတဲ့သူဘရာဇီးကနွင်ကာကာအကြောင်းအစအဆုံးဘောလုံးလောကရဲ့တမိုင်းကြောင်းကိုပြန်ကြည့်မယ်ဆိုရင်ပရိသတ်ရဲ့ရင်ထဲမှာအမြဲတမ်းနေရာယူထားနိုင်တဲ့ကစားမကြီးတွေမှာဘရာဇီးကနွင်ကစားမကြီးကာကာကထိတ်ဆုံးကနေပါဝင်နေမှာအသေးချပါလီယိုနယ်မက်ဆီနဲ့ခရစ္စတီယာနိုရိုနယ်ဒိုရဲ့ကြီးစိုးမှုခေတ်မတိုင်ခင်မှာကမ္ဘာအကောင်းဆုံးကစားမဆုဖြစ်တဲ့ဘလုံဒီယောကိုနောက်ဆုံးစကူးနိုင်ခဲ့သူအဖြစ်ကာကာကိုလူသိများကြတာပါသူကကွင်းတွင်းမှာဆိုရင်ပြိုင်ဘက်တွေကိုအေးဆေးတည်ငြိမ်စွာနဲ့ကြော်ဖြတ်သွားနိုင်တဲ့အမြန်နှုန်းနဲ့ကစားဟန်ရှိထားပြီးကွင်းပြင်ပမှာလည်းအလုံရင်ကြီးတိမ်မွေပြီးတော့ဘာသာတရားကိုင်းဆိုင်သူတယောက်အဖြစ်နာမည်ကြီးပါတယ်ဒီကနေ့မှာတော့ကာကာရဲ့ငယ်ဘဝအစဘောလုံးလောကကိုဝင်ရောက်လာပုံ AC မီလန်အသင်းနဲ့အတူကမ္ဘာထိပ်တန်းအဆင့်ကိုရောက်ရှိလာပုံရီယယ်မက်ဒရစ်အသင်းမှာကြုံတွေ့ခဲ့ရတဲ့ခက်ခဲတွေကနေကစားမဘွားကနေနိုင်ယူတဲ့အထိကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါအပြင်ပရိသတ်တွေကြားမှာအတော်လေးကြဲရိုက်သွားခဲ့ရတဲ့သူ့ရဲ့အိမ်တော်ရေးကိစ္စအထူးသဖြင့်တော့ဇနီးဟောင်းဖြစ်သူကကာကာကပြည်စုံလုံးနဲ့ခင်မွန်းတယောက်ဖြစ်နေလို့ကွာရှင်းခဲ့ရတာပါဆိုတဲ့ကောလာဟလစကားရက်တွေရဲ့နောက်ွယ်ကအဖြစ်မှန်တွေကိုပြောပြပေးသွားမှာပါရီကာဒိုအစ်ဆန်တိုစ်လေတီလို့အမည်ပြေဆုံးရတဲ့ကာကာကို1982ခုနှစ်ဧပြီလ22ရက်နေ့မှာဘရာဇီးနိုင်ငံဘရက်ဆီလီယာမြို့တော်နားကဂါမာဆိုတဲ့ဒေသလေးမှာမွေးဖွားခဲ့တာပါဘရာဇီးကစားမများစုဟာစင်ရနွမ်းပါတဲ့မိသားစုဘဝကနေဆင်းသက်လာကြလေရှိပြီးတော့လမ်းဘေးဘောလုံးကန်ယာကနေနာမည်ကြီးလာကြတာများပေမဲ့ကာကာကတော့အင်ဂျင်နီယာဖခင်ဖြစ်သူဘော့စကိုအက်ဆစ်ဆန်ဖယ်ရီယာလေတီနဲ့ကျောင်းဆရာမမိခင်ဖြစ်သူစီမိုနီခရစ္စတီနာဒို့ဇန်တိုလီတို့ရဲ့အလဲလက်တန်းစားမိသားစုကနေမွေးဖွားလာခဲ့တာပါအသက်9နှစ်အရွယ်မှာတော့သူတို့မိသားစုကဆော်ပိုလိုမြို့ပေါ်ကိုပြောင်းရွှေ့လာခဲ့ကြတာပါကာကာဆိုတဲ့နာမည်ပြောင်လေးကဘယ်လိုဖြစ်လာလဲဆိုတော့သူရဲ့ညီမဖြစ်သူရိုဒီကငယ်စဉ်ကရီကာဒိုဆိုတဲ့နာမည်ကိုပြပြသားသားမခေါ်တတ်ပေကာကာလို့ခေါ်ရာကနေတွင်ကြံခဲ့တာဖြစ်ပါတယ်ကာကာကအသက်10နှစ်အရွယ်မှာပဲဆော်ပိုလိုအသင်းရဲ့လူငယ်အကယ်ဒမီကိုရောက်ရှိခဲ့ပြီးကိုပါတီဂျိုဗန်နေပြိုင်ပွဲတွေမှာအသင်းကိုအောင်မြင်မှုတွေရယူပေးနိုင်ခဲ့တာပါအသက်15နှစ်မှာပထမဆုံး professional စာချုပ်ကိုချုပ်ဆိုနိုင်ခဲ့ပါတယ်ဒါပေမဲ့2000ခုနှစ်သူ့အသက်16နှစ်အရွယ်မှာကာကာရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲသွားစေနိုင်တဲ့အဖြစ်အပျက်ဆိုးကြီးတစ်ခုကြုံတွေ့ခဲ့ရတာပါရေကူးကန်ထဲမှာရေစင်းကူးရင်းနဲ့ခေါင်းနဲ့အောက်ခြေနဲ့စောင်းမိသွားရာကနေကျိုးရုံမာကြီးအပြင်းထန်ဒဏ်ရာရရှိသွားခဲ့တာပါဆရာဝန်တွေကသူလမ်းပြန်လျှောက်နိုင်မှုတောင်မှမသေးကြတော့ဘူးလို့မှတ်ချက်ပေးခဲ့ကြတာပါဒါမဲ့အန်ပွဲနီနဲ့သူကအပြေးဝပြန်လဲတက်တာကောင်းမွန်လာခဲ့တာပါအဲ့ဒီဖြစ်ပျက်ဟာကာကာရဲ့ဘာသာတရားပေါ်မှာယုံကြည်ကိုင်းရှိုင်းမှုကိုပုံမနဲ့ရှိုင်းသွားစေခဲ့ပြီးတော့သူကိုသွင်းတိုင်းမှာကောင်းငင်ကိုလက်ညှိုးထိုးကဖျားသခင်ကိုကျေးဇူးတင်လေးရှိတဲ့အကျင့်လေးကအရချင်းကနေစတင်ခဲ့တာလို့ဆိုရမှာပါပဲသူရဲ့ဘဝဆောင်ပုဒ်ဖြစ်တဲ့ I belong to God ကျွန်တော်ဒီဖျားသခင်နဲ့သက်ဆိုင်သည်ဆိုတာလေအဲ့ဒီဖြစ်ပျက်ကနေမြဖြားခံလာတဲ့အကြောင်းတရားတစ်ခုဖြစ်ပါတယ်တရားကနေပြန်လဲတက်တာလာပြီးတဲ့နောက်ပိုင်းမှာ2001ခုနှစ်ဇန်နဝါရီလမှာဆော်ပိုလိုစီနီယာအသင်းကြီးအတွက်စတင်ပွဲထွက်ခွင့်ရခဲ့တာပါသူစတင်လူသိများသွားစေခဲ့တဲ့ပွဲစဉ်ကတော့ Toronto Rio ဆော်ပိုလိုပြိုင်ပွဲရဲ့ဗိုလ်လုပွဲစဉ်မှာဖြစ်ပါတယ်ရန်ခွာနေလူစားဝင်လာခဲ့ပြီးတော့2မိနစ်တွင်းမှာတွင်သွင်းကို2ကိုသွင်းယူပေးခဲ့ကအသင်းကိုချန်ပီယံဆုရရှိအောင်ဆွမ်းဆောင်ပေးနိုင်ခဲ့တာပါအဲ့ဒီနှစ်မှာတွင်ပွဲ28ပွဲကစားပြီးတော့12ကိုသွင်းယူနိုင်ခဲ့တာပါဒီဆွမ်းဆောင်ရည်တွေကြောင့်ကာကာကဘရာဇီးပရိသတ်တွေကြားမှာဆယ်ကျော်သက်ကျယ်ဝင်တဦးဖြစ်ရည်ပန်းစားလာခဲ့တာပါ2000ခုနှစ်ကနေ2003ခုနှစ်နှစ်လယ်ပိုင်းအထိဆော်ပိုလိုအသင်းအတွက်ပြိုင်ပွဲစုံ59ပွဲကစားပေးခဲ့ပြီး23ကိုသွင်းယူပေးခဲ့တာပါကွင်းလက်တိုင်းစစ်နေရာကနေဘောလုံးဆွဲပြေးတဲ့နေရာမှာအလုံးလင်းမြန်ပြီးတော့ဘောလုံးမြင်တဲ့အဆုံးသက်သေးကြမှုတွေကြောင့်ဝေဘာတီတီကလပ်အသင်းကြီးတွေရဲ့စောင့်ကြည့်ခြင်းကိုခံလာရပါတော့တယ်2003ခုနှစ်ဩဂုတ်လ14ရက်နေ့မှာတော့အီတလီထိပ်သီးကလပ် AC မီလန်အသင်းကကာကာကိုယူရို8.5တန်းနဲ့9နှစ်စာချုပ်ချုပ်ဆိုပြီးတော့ခေါ်ယူနိုင်ခဲ့တာပါဒီပြောင်းရွှေ့ခြင်းကိုအဲ့ဒီချိန်ကမီလန်ပိုင်ရှင်စီဗီယိုဘာလူစကိုနီကမြေပဲစည်းလောက်တန်ဖိုးပေးပြီးတော့ခေါ်လိုက်ရတယ်လို့ပဲလို့တောင်းမှတင်စားပြောဆိုခဲ့ပူပါတယ်အီတလီမြေကိုရောက်ချင်းမှာပဲကာကာကအသင်းရဲ့အဓိကကစားမတွေဖြစ်တဲ့ရိုရီကော့စတာနဲ့ရီဗယ်ရိုတို့ကိုကြော်ဖြတ်ပြီးတော့ပွဲထွက်ခွင့်ရရှိဖို့ကြိုးစားခဲ့ရတာပါသူရဲ့လင်မြန်တဲ့ကစားဟန်နဲ့ထိုးဖောက်နိုင်စွမ်းနေကြောင်းနီးပြကာလိုအန်ဆယ်တော်ဒီရဲ့ယုံကြည်မှုကိုချက်ချင်းရရှိခဲ့တာပါသူရဲ့ပထမဆုံးရာသီမှာပဲလီသွင်းကို10ကိုတင်ယူနိုင်ခဲ့ပြီးမီလန်အသင်းကို1996ခုနှစ်နောက်ပိုင်းပထမဆုံးချိန်စီးရီးချန်ပီယံဆုရယူပေးနိုင်ခဲ့တာပါဒီစွမ်းဆောင်ရည်တွေကြောင့်အီတလီစီးရီး A ရဲ့တနင်္လာအကောင်းဆုံးကစားမဆုကိုပါရရှိခဲ့တာပါ2004-2005ရာသီဥရောပချန်ပီယံလိပြိုင်ပွဲမှာမီလန်အသင်းဟာဗိုလ်လုပွဲကိုတက်ရောက်နိုင်ခဲ့ပြီးလီဗာပူးအသင်းနဲ့တူရကီနိုင်ငံအစ္စတန်ဘူမြို့မှာရင်ဆိုင်ခဲ့ရတာပါဒီပွဲစဉ်ရဲ့ပထမပိုင်းမှာကာကာရဲ့ကစားဟန်ကအလွန်ကိုထူးခြားပြောင်မြောက်ခဲ့တာပါထမပိုင်းစမှာပါအိုလိုမာတီနီသွင်းယူခဲ့တဲ့အဖွင့်ဂိုးအတွက်ဖရီကစ်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တယ်လို့ဟာနန်ခရက်စပိုသွင်းယူသွားခဲ့တဲ့မီလန်ရဲ့ဒုတိယမြောက်ဂိုးနဲ့တတိယမြောက်ဂိုးတွေကကာကာရဲ့ကွင်းလယ်ကနေလမ်းပေးလိုက်တဲ့ကမ္ဘာ့ဆင့်ဂိုးဖန်တီးမှုတွေကနေလာတာဖြစ်ပါတယ်။ဒါပေမဲ့ဒုတိယပိုင်းမှာလီဗာပူးတို့3ဂိုးပြန်သွင်းပြီးပန်ရီအဆုံးဖြတ်မှာမီလန်တို့ရှုံးနိမ့်ခဲ့ရတဲ့အတွက်ကာကာတို့ကတော့လွန်နာကျင်ရတဲ့အိမ်မက်ဆိုးတစ်ခုဖြစ်ခဲ့ရတာပါ။ဒါတော့မှဒီပြိုင်ပွဲမှာကာကာကဂိုးဖန်တီးမှုအများဆုံးကစားမဖြစ်ခဲ့ပြီး
UEFA Cup Midfielder of the Year ဆုကိုပါရရှိခဲ့တာပါ။အစ္စတန်ဘူလ်ကရှုံးကျွေးကိုကာကာတို့မီလန်အသင်း2009ခုနှစ်မှာပြန်ဆက်နိုင်ခဲ့တာပါ။2006-2009ရာသီကကာကာရဲ့ကစားမဘဝမှာအထိုးထဲရောက်ခဲ့တဲ့ရာသီလို့ဆိုရမှာပါ။ချန်ပီယံလိပြိုင်ပွဲတစ်လျှောက်လုံးမှာကာကာကပြိုင်မက်တွေကိုကိုရောဆွမ်းနေတဲ့အကျဉ်းချင်းဒုက္ခပေးနိုင်ခဲ့တာပါ။အထူးသဖြင့်တော့ဆီမီဖိုင်နယ်မှာမန်ချက်စတာယူနိုက်တက်အသင်းနဲ့အိုးထဖို့ကွင်းမှာကစားခဲ့တဲ့ပွဲစဉ်မှာကာကာသွင်းယူခဲ့တဲ့ဒုတိယဂိုးကဘောလုံးသမိုင်းမှာအလားပါဆုံးဂိုးတွေကတကိုးဖြစ်အမှတ်တမ်းဝင်သွားခဲ့တာပါ။အီဒီမျိုးမှာကျင်းပခဲ့တဲ့ဗိုလ်လူပွဲမှာလီဗာပူးအသင်းကို2ဂိုးတကိုးနဲ့နိုင်ရရှိပြီးမီလန်အသင်းချန်ပီယံလိဖလားကိုစုခူးနိုင်ခဲ့တာပါ။ဒီပြိုင်ပွဲမှာကာကာကသွင်းဂိုး10ဂိုးနဲ့ဂိုးသွင်းများဆုံးကစားမဖြစ်ခဲ့ပြီးအဆိုပါနှစ်မှာရင်ဘလိုနီယောရွှေဘောလုံးဆု FIFA ကမ္ဘာအကောင်းဆုံးကစားမဆုနဲ့ UEFA ဥရောပတနစ်တာအကောင်းဆုံးကစားမဆုအစရှိတဲ့တဦးချင်းမြင့်ဆုံးဆုစိတ်အားလုံးကိုတင်ကျုံပြီးတော့မှရယူနိုင်ခဲ့တာပါ2008ခုနှစ်စောပိုင်းမှာမီလန်နဲ့စာချုပ်တစ်ထပ်မံချုပ်ဆိုခဲ့ပြီးတနစ်ကိုယူရို8တန်းအထိဝင်ငွေရရှိကာကမ္ဘာလာစားအများဆုံးဘောလုံးသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ AC မီလန်အသင်းမှာကစားခဲ့တဲ့ပထမအကြိမ်6နှစ်တာကာလအတွင်းမှာပြိုင်ပွဲစုံ309ပွဲကစားခဲ့ပြီး104ဂိုးသွင်းယူနိုင်ခဲ့တာပါ။2009ခုနှစ်ဇွန်လမှာတော့ AC မီလန်အသင်းရဲ့ဆိုးဝါးလာတဲ့ဗန်နာရေးချက်တဲတွေကြောင့်ကာကာကစပိန်ထိပ်သီးရီယယ်မက်ဒရစ်အသင်းကိုယူရို68တန်းနဲ့ပြောင်းရွှေ့ခဲ့ရတာပါ။ကာကာကိုရိုင်ကမီလန်မှာပဲကစားမဘကိုအဆုံးသက်ချင်ခဲ့ကြောင်းဖွင့်ဟခဲ့ပြီးမြင်အသင်းရဲ့အခြေအနေအရရောင်းထုတ်ခံခဲ့ရတာပါ။ရီယယ်မက်ဒရစ်ကိုရောက်ရှိပြီးတဲ့နောက်ပိုင်းမှာတော့ကာကာရဲ့ကစားမဘကထင်သလောက်ခရီးမပေါက်ခဲ့ပါဘူး။အဓိကအကြောင်းရင်းကတော့ဇက်တိုက်ဆိုလိုပဲရင်ဆိုင်ခဲ့ရတဲ့ဒုတိယရာနဲ့ပေါင်ကျန်တရားတွေကြောင့်ဖြစ်ပါတယ်။ဓမ္မရာသီ2009-2010မှာပြိုင်ပွဲစုံ33ပွဲကစား10ဂိုးသွင်းယူနိုင်ခဲ့ပြီးမြင်တရားတွေကြောင့်အနားယူလိုက်ရတဲ့အခြေအနေများလာခဲ့တာပါ။နီးပြဂျိုဆေးမော်ရီယိုရောက်လာတဲ့အချိန်မှာတော့ကာကာကပွဲထွက်ခွင့်ရရှိဖို့ပုံရုံးကန်ခဲ့ရတာပါ။မော်ရီယိုရဲ့ဒမ်မန်တိုက်စစ်ကစားဟန်မှာရန်ဖန်ရန်ခါအရေးပါတဲ့ဂိုးဖန်တီးမှုတွေလုံနိုင်ခဲ့ပေမဲ့တရားပြဿနာတွေရဲ့မီဆိုအိုဇီတို့လူငယ်ကစားမတွေရဲ့ခြေစွမ်းပြမှုတွေရဲ့ကြောင့်နောက်ပိုင်းမှာရန်ခုံမော်ကနေသာဒုတိယဦးစားပေးအဖြစ်ပါဝင်ခဲ့ရတာပါ။ဘယ်လိုပဲဖြစ်ဖြစ်ရီယယ်မက်ဒရစ်မှာ၄နှစ်တာဖြတ်သန်းခဲ့ရမှာပြိုင်ပွဲစုံ120ပွဲကစားခဲ့ပြီး29ဂိုးသွင်းယူကာ39ချိန်ဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့တာပါ။2017စနစ်လာလီဂါချန်ပီယံဆု2010စနစ်ကိုပါဒယ်ရီဖလားနဲ့2012စပိန်စူပါဖလားတို့ကိုရရှိခဲ့ပါတယ်။2013ခုနှစ်စက်တင်ဘာလ2ရက်နေ့မှာတော့ကာကာကသူ့ရဲ့အိမ်လို့တင်စားလို့ရတဲ့ AC မီလန်အသင်းကိုအလွတ်ပြောင်းရွှေ့ရင်းနဲ့ပြန်လည်ပြီးတော့ရောက်ရှိလာခဲ့တာပါ။အသင်းမှာဒုတိယကြိမ်ဖြတ်သန်းမှုတွေမှာစီးရီးရေ30ပွဲမှာ9ဂိုးသွင်းယူပေးနိုင်ခဲ့ပေမဲ့အရင်ကလိုအထုပ်ထိပ်ခြေစွမ်းမျိုးတော့မရနိုင်တော့ပါဘူး။2014ခုနှစ်မှာ AC မီလန်ကနေထွက်ခွာခဲ့ပြီး American Major League ကလပ် Orlando City အသင်းစီကိုပြောင်းရွှေ့ခဲ့တာပါ။ Orlando City အသင်းမှာမကစားခင်ငယ်စဉ်ကတည်းကကြီးပြင်းလာခဲ့တဲ့ Sao Paulo အသင်းစီကိုအငှားနဲ့ခေတ္တခဏတွားရောက်ကစားပေးခဲ့ပါသေးတယ်။ Major League မှာ3နှစ်တာကစားခဲ့ရမှာကာကာကပွဲပေါင်း88ပွဲမှာ25ဂိုးသွင်းယူပေးနိုင်ခဲ့ပြီးဂိုးဖန်တီးမှု22ကြိမ်ပြုလုပ်ပေးနိုင်ခဲ့တာပါ။စွမ်းဆောင်ရည်တွေကြာဆင်းလာတာရေဒဏ်ရာဟောင်းတွေမကြာခဏဒုက္ခပေးနေတာရေအကြောင်း2019ခုနှစ်ဒီဇင်ဘာလ18ရက်နေ့မှာတော့ကာကာဟာ professional ဘောလုံးကစားမဘွားကနေအပြီးတိုင်နားယူတဲ့အကြောင်းတရားဝင်ကြေညာသွားခဲ့တာပါ။သူကကျွန်တော်ဘောလုံးလောကမှာဆက်ရှိနေဖို့ပြင်ဆင်နေပါတယ်။ဒါပေမဲ့ကစားမဖြစ်တော့မဟုတ်တော့ပါဘူး။အသင်းရဲ့မန်နေဂျာဒါမှမဟုတ်အားကစားဒါရိုက်တာတယောက်အနေနဲ့ကွင်းတွင်းနဲ့ကလပ်အသင်းကြားပေါင်းကူးပေးတဲ့နေရာမျိုးတွေမှာပါဝင်ချင်ပါတယ်လို့ပြောကြားခဲ့တာပါ။သူနားယူတဲ့အချိန်မှာ Twitter ယခု X မှာ follower 10တန်းပြည့်တဲ့ပထမဆုံးကစားမဖြစ်လေမှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။နိုင်ငံအသင်းအတွက်ဆိုရင်ကာကာက2000ခုနှစ်မှာဘရာဇီး U20 အသင်းမှာစတင်ကစားခဲ့ပြီး2002ခုနှစ်ဇန်နဝါရီလမှာဘိုလီးဗီးယားအသင်းနဲ့ပွဲစဉ်မှာစီနီယာအသင်းကြီးအတွက်စတင်ပြီးတော့ပွဲထွက်ခွင့်ရခဲ့တာပါ။2002ကိုရီးယားဂျပန်ကမ္ဘာဖလားမှာဗိုလ်ဆွဲခဲ့တဲ့ဘရာဇီးအသင်းလူစင်းမှာပါဝင်ခဲ့ပြီးကမ္ဘာဖလားချန်ပီယံဆုကိုစုခုနိုင်ခဲ့တာပါ။ဒီချိန်ကသူဟာရန်ကစားမဖြစ်တာပါဝင်ခဲ့ရတာပါ။ဒါမဲ့2005နဲ့2009 FIFA Confederation ပြိုင်ပွဲတွေမှာတော့ဘရာဇီးအသင်းရဲ့အဓိကဦးဆောင်သူဖြစ်ပါဝင်ခဲ့ပြီးချန်ပီယံဆုတွေရယူပေးနိုင်ခဲ့ပါတယ်။အထူးသဖြင့်2009ခုနှစ်ပြိုင်ပွဲမှာဆိုရင်ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးကစားမဆုကိုပါရရှိခဲ့တာပါ။ဒါအပြင်2003ခုနှစ် CONCACAF Gold Cup ပြိုင်ပွဲမှာဘရာဇီး U23 အသင်းကိုအသင်းကောင်းဆောင်ဖြစ်ဦးဆောင်ပြီးတော့ဗိုလ်လူပွဲထိတက်ရောက်နိုင်ခဲ့တာပါ။2006နဲ့2010ကမ္ဘာဖလားပြိုင်ပွဲတွေမှာလည်းဘရာဇီးအသင်းရဲ့အဓိကကစားမဖြစ်ဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။နိုင်ငံအသင်းအတွက်စုစုပေါင်း62ပွဲကစားပေးခဲ့ပြီး29ဂိုးသွင်းယူပေးနိုင်ခဲ့တာပါ။ကာကာရဲ့ကစားဟန်ကိုသုံးသပ်ကြည့်မယ်ဆိုရင်သူကရွေးရဘရာဇီးကွင်းလယ်ဖန်တီးရှင်တွေဖြစ်တဲ့ရိုနယ်ဒင်ဟိုတို့လိုလှပတဲ့ဘောလုံးကျွမ်းကျင်မှုတွေလက်ကွက်တွေကိုအဓိကထားကစားတဲ့သူမျိုးမဟုတ်ပါဘူး။ကာကာရဲ့အားသာချက်ကအလွန်မြန်ဆန်တဲ့အမြန်နှုန်းနဲ့ဘောလုံးဆွဲပြေးရမှာဖြောင်တန်းစွာထိုးဖောက်သွားနိုင်စွမ်းပဲဖြစ်ပါတယ်။သူကကွင်းလယ်ကနေဘောလုံးရပြီဆိုတာနဲ့ပြိုင်ဘက်ခန်းစီကျောင်းစီကိုအချိန်ပြင်းပြင်းနဲ့ဆွဲပြေးသွားလိမ့်ရှိပြီးတော့အဲ့လိုဆွဲပြေးနေစဉ်မှာပဲအသင်းမော်တွေကိုဂိုးသွင်းဖို့အတွက်ဖန်တီးနိုင်စွမ်းရှိတယ်လို့ကိုရိုင်းလဲဝေးကန်ချက်တွေနဲ့အဆုံးသတ်နိုင်စွမ်းရှိသူတယောက်ပါပဲ။ AC မီလန်အသင်းမှာနီးပြအန်ဆယ်လော်ဒီရဲ့တိုက်စစ်မှုတူတဲ့ထားကစားတဲ့ကစားကွက်မှာကာကာကရှေ့တန်းတိုက်စစ်မှုနောက်ကနေ
လွတ်လပ်စွာကစားခွင့်ရခဲ့တာကသူ့ရဲ့စွမ်းအစကိုအပြည့်အဝထုတ်ပြနိုင်စေခဲ့တဲ့အဓိကအချက်ဖြစ်ပါတယ်ဒီလိုတရားဆန်ဆန်ထိုးပေါက်မှုတွေကသူ့အတွက်အထိုးထိပ်ရောက်နေချိန်မှာရမက်ခံစင်မှုတွေအတွက်တားဆီးဖို့အခက်အခဲဆုံးအရာတစ်ခုဖြစ်ခဲ့ရတာပါဘောလုံးလောကမှာအောင်မြင်မှုတရဖူစောင်းနိုင်ခဲ့သလိုဂါဂရဲ့ကိုရေးကိုတာဘဝကလည်းပရိသတ်တွေအမြဲတမ်းစိတ်ဝင်စားစောင့်ကြည့်ခဲ့ရတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။သူဟာအကွင်းတွင်းမှာသာမကကွင်းပြင်ပမှာပါလူရင်ကြီးတိမ်မွေးတဲ့သူတယောက်လို့တောင်မှစာနယ်ဇင်းတွေကတင်စားခဲ့ကြပါတယ်။ဒီလိုမျိုးနာမည်ကောင်းရှိတဲ့သူတယောက်ရဲ့2015ခုနှစ်ကွာရှင်းပြည့်စဲမှုကိစ္စနဲ့2024ခုနှစ်လောက်မှာအင်တာနက်စာမျက်နှာတွေထက်မှပြန့်နှံ့သွားတဲ့ဇနီးဟောင်းရဲ့ကောလာဟလစကားရက်တွေကဘောလုံးပရိသတ်တွေကြားမှာအလွန်ကိုလူပြောများခဲ့ပါတယ်။ကာကာကသူ့ရဲ့ငယ်ကြီးဦးဖြစ်တဲ့ကယ်ရိုလိုင်းဆယ်လီကိုနဲ့2000ခုနှစ်လောက်ကတည်းကစတင်တွေ့ဆုံချစ်ကြိုက်ခဲ့ကြတာဖြစ်ပါတယ်။အဲဒီချိန်မှာကာကာကအသက်19နှစ်ဝန်းကျင်ရှိပြီးတော့ကယ်ရိုလိုင်းကအသက်14နှစ်ကျော်15နှစ်ရွယ်သာရှိပါသေးတယ်။ကယ်ရိုလိုင်းဟာခရစ်စတန်ဒီအောရဲ့ဒါရိုက်တာဟောင်းဖြစ်သူရိုဆန်ဂျလာလာရာနဲ့စီးပွားရေးလုပ်ငန်းရှင်ဆယ်ဆိုဆယ်လီကိုတို့ရဲ့သမီးဖြစ်ပြီးတော့အီတလီနွယ်ဘွားအထက်တန်းလွှာမိသားစုကနေဆင်းသက်လာသူပါ။သူတို့နှစ်ဦးဟာဘာသာတရားကန်ဆိုင်ကြသူတွေဖြစ်ပြီးတော့ခရိယန်ယူဝါဒအရအိမ်တော်မပြုတ်မီအပြိုစင်လူပြိုစင်ဘဝကိုထိန်းသိမ်းခဲ့ကြတယ်ဆိုတဲ့အချက်နဲ့တင်ကမ္ဘာတလွှားကပရိသတ်ရဲ့လေးစားချစ်ခင်မှုကိုရရှိခဲ့ကြတာပါအထူးသဖြင့်တော့ဘရာဇီးကစားမအများစုဟာပါတီပွဲတွေညကလပ်တွေနဲ့နာမည်ကြီးလေးရှိပေမဲ့ကာကာကတော့ Reborn in Christ Church ဆိုတဲ့ခရိယန်ဘုရားကျောင်းကိုပုံမှန်တွားရောက်ပြီးဘာသာတရားကိုအလွန်ကိုင်းဆိုင်သူဖြစ်ပါတယ်2005ခုနှစ်ဒီဇင်ဘာလ23ရက်နေ့မှာတော့ဆော်ပိုလိုမြို့မှာသူတို့နှစ်ဦးကြီးကျယ်ခမ်းနားစွာလက်ထပ်ခဲ့ကြတာပါကယ်ရိုလိုင်းဟာအဲ့ဒီချိန်မှာအသက်18နှစ်ပဲရှိပါသေးတယ်အိမ်အောင်တန်းအတွင်းမှာသားဖြစ်သူလူကာဆယ်လီကိုလေတီကို2008ခုနှစ်ဇွန်လ10ရက်နေ့မှာမွေးဖွားခဲ့ပြီးသမီးဖြစ်သူအယ်ဇာဗယ်လာဆယ်လီကိုလေတီကို2011ခုနှစ်ဧပြီလ23ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။ကယ်ရိုလိုင်းဟာလက်ထပ်ပြီးတဲ့နောက်ပိုင်းမီလန်မှာဖက်ရှင်လုပ်ငန်းတွေလေ့လာရင်းနဲ့ကာကာတက်ရောက်နေတဲ့ခရီးရန်ဖျားเจ้าကိုဝင်ရောက်ခဲ့ပြီး2010ခုနှစ်အထိသင်းအုပ်ဆရာတဦးအနေနဲ့ပါတာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။နောက်ပိုင်းမှာသူမဟာ Horizontal Lab ဆိုတဲ့ပရာဟိတအဖွဲ့အစည်းကိုတည်ထောင်ပြီးတော့ဘရာဇီးကလိုအပ်နေသူတွေကိုအစားအသောက်ကျန်းမာရေးနဲ့ပညာရေးထောက်ပံ့နေပေးခဲ့ပါတယ်။သူတို့နှစ်ဦးဟာပရိသတ်တွေရဲ့အမြင်မှာတော့အပြစ်ဆိုစရာမရှိလောက်အောင်လိုက်ဖက်ညီလာပြီးတော့အရှုံးရှင်းကင်းတဲ့စံပြမိသားစုလေးတစ်ခုဖြစ်သတ်မှတ်ခံခဲ့ရတာပါ။ဒီလိုမျိုးပြည့်စုံတဲ့မိသားစုလေးကအိမ်အောင်တက်တန်း10နှစ်နီးပါးအကြာ2015ခုနှစ်မှာတော့ပရိသတ်တွေကိုအားတင်သွားစေမယ့်ကြီးညာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။ဒါကတော့သူတို့နှစ်ဦးသဘောတူကွာရှင်းပြည့်စဲလိုက်ပြီဆိုတဲ့သတင်းပါပဲ။အဲဒီချိန်တုန်းကကွာရှင်းရတဲ့အကြောင်းရင်းကိုအတိအကျနှစ်ဦးစလုံးကအသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေကလေးတွေရဲ့ရှေ့ရေးအတွက်မိဘတွေအနေနဲ့အတူတကွဆက်လက်ပူးပေါင်းဆောင်ရှောက်သွားမယ်လို့သာအသိပေးခဲ့ပါတယ်။ကွာရှင်းပြီးတော့9နှစ်ခန့်ကြာ2024ခုနှစ်ဧပြီလဝန်းကျင်လောက်မှာတော့ဆိုရှယ်မီဒီယာတွေပေါ်မှာသတင်းတစ်ခုဟိုလေးကျော်ပြန့်နှံ့သွားခဲ့တာပါ။အဲဒါကတော့ဇနီးဟောင်းဖြစ်သူကယ်ရိုလိုင်းကကာကာနဲ့ဘာကြောင့်ကွာရှင်းခဲ့ရလဲဆိုတာကိုဖွင့်ဟပြောဆိုလိုက်တယ်ဆိုတဲ့သတင်းပါပဲ။အဆိုပါပြန့်နှံ့သွားတဲ့စာသားလေးကတော့ကာကာကကျမကိုဘယ်တော့မှသစ္စာမဖောက်ခဲ့ပါဘူး။သူကျမကိုအလွန်ကောင်းမွန်စွာဆက်ဆံခဲ့ပြီးတော့တရားလာပါတဲ့မိသားစုဘဝတွေကိုဖန်တီးပေးခဲ့ပါတယ်။ဒါပေမဲ့ကျမမပျော်ရွှင်ခဲ့ပါဘူး။တခုခုလိုအပ်နေတယ်လို့ခံစားနေရတယ်။အဓိကပြဿနာကတော့သူကကျမအတွက်ပြည့်စုံလုံးတဲ့ခင်မွန်းတစ်ယောက်ဖြစ်နေလို့ပါပဲလို့ဆိုခဲ့တာဖြစ်ပါတယ်။ဘောလုံးပရိသတ်တွေအများစုကတော့ဒီစကားကိုအမှန်လို့ထင်မှတ်ပြီးတော့ယောက်ျားတစ်ယောက်ကကောင်းမွန်လုံးပြည့်စုံလုံးနေတောင်မိန်းမတွေကထားသွားတတ်သေးတာပဲဆိုပြီးတော့ကယ်ရိုလိုင်းပေါ်မှာဝေဖန်တိုက်ခိုက်မှုတွေရုပ်သမီးတွေကိုနှိမ်ချတဲ့စကားတွေကိုပြင်းပြင်းထန်ထန်ပဲပြုလုပ်ခဲ့ကြတာပါဒီလိုမျိုးသတင်းတူတွေနဲ့ဝေဖန်မှုတွေအများအပြားထွက်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာတော့ကယ်ရိုလိုင်းကိုရိုင်းသူမရဲ့ Instagram ကနေဆင်ပေး2မိနစ်နဲ့25စက္ကန့်စာဗီဒီယိုဖိုင်တင်ကတရားဝင်ရှင်းလင်းချက်ထုတ်ပြန်ခဲ့ရပါတယ်သူမကအဆိုပါကာကာပြည့်စုံလုံးလို့ကွာရှင်းခဲ့ရတာပါဆိုတဲ့စကားရက်ကလုံးဝလောက်ကျန်ဖန်တီးထားတဲ့သတင်းတူတာဖြစ်ကြောင်းအတီအလင်းညင်းဆိုခဲ့ပါတယ်လေးလာတွေ့ရှိချက်တွေရတော့အဆိုပါမာရွေးနဲ့ကောင်းထုတ်ချက်က2022ခုနှစ်ကသူမဖြေဆိုခဲ့တဲ့အင်တာဗျူးတစ်ခုကိုနိုင်ငံတကာသတင်းစာဆရာတဦးကအဓိပ္ပာယ်ကောက်လွဲခဲ့ပြီးရေးသားရာကနေစတင်ခဲ့တာဖြစ်ပါတယ်ကယ်ရိုလိုင်းကဒီလိုမျိုးသတင်းတူတွေထွက်ပေါ်လာချိန်မှာကျမနောက်ခင်မွန်းနဲ့ကိုဝင်ကိုလာလွယ်ထားတဲ့အချိန်မှာသတင်းတွေကကျမပြောခဲ့တဲ့အကြောင်းပုံကြီးချက်ရေးသားခဲ့ကြလို့ကျမအနေနဲ့မြို့သမီးတွေကိုနှိမ်ချတဲ့စကားတွေအကြမ်းဖက်ဆဲဆိုမှုတွေအများကြီးခံခဲ့ရပါတယ်လူတွေချုပ်ကဒီစကားကိုသုံးပြီးတော့သူတို့ရဲ့တင်နန်းတွေထုတ်ကုန်တွေကိုတော့မှရောင်းစားခဲ့ကြပါသေးတယ်လို့ရင်ဖွင့်ခဲ့ပါတယ်သူမအနေနဲ့ဒီကောလာဟလတွေကိုဖြန့်ဝေသူတွေကိုဥပဒေကြောင်းအရအရေးယူသွားဖို့လည်းစဉ်းစားခဲ့တယ်လို့သိရပါတယ်တကယ်တမ်းသူတို့နဲ့ဥကွာရှင်းခဲ့ရတဲ့အဓိကအကြောင်းရင်းကလန်ခွဲရမယ့်အခြေအနေဖန်တီးလာခဲ့လို့ပါပဲဆေးပညာရှင်တွေရဲ့သုံးသပ်ချက်အရလက်သမီးပုံမြင်တွေကဇုံထဲလိုပြပြဇုံတဲ့ပုံရိပ်တွေကိုထိန်းသိမ်းရတဲ့ဖိအားကသူတို့နှစ်ဦးစလုံးကိုပင်ပန်းစေခဲ့တာပါဒါပြင်အသက်15နှစ်20ရွယ်အလုံးငယ်ရွယ်စဉ်ကလေးကပေါင်းသင်းခဲ့ကြတာမို့လို့အသက်အရွယ်ရလာတဲ့အခါမှာဘဝရဲ့ရည်မှန်းချက်တွေကွဲလွဲလာကြတာပါပဲကယ်ရိုလိုင်းအနေနဲ့ကာကာရဲ့ဇနီးဆိုတဲ့အရေးအောက်မှာယောက်ျားတစ်ယောက်ရဲ့နောက်ွယ်ကမိန်းမဆိုတဲ့ဘဝမျိုးမှာပဲဆက်မနေချင်တော့ဘဲနဲ့ဘရာဇီးနိုင်ငံမှာကိုပိုင်စီးပွားရေးနဲ့တီချာရက်ဒီမှုတစ်ခုကိုတည်ဆောက်ခြင်းခဲ့တာပါသူမဟာနေနီဆိုတဲ့ကိုပိုင်ဖက်ရှင်အမတ်စိတ်တစ်ခုကိုတည်ထောင်ဖို့အတွက်ကြိုးစားနေချိန်လည်းဖြစ်ပါတယ်
ဒါပေမဲ့ကာကာကအဲ့ဒီချိန်မှာအမေရိကန်မှာတွားရောက်ကစားနေချိန်ဖြစ်တဲ့အတွက်ပထဝီဝင်အနေထားအရကွဲကွာမှုတွေဘဝရည်မှန်းချက်တွေမတူညီတော့တာတွေကြောင့်အိမ်အောင်ရေးအကွဲကြောင်းဖြစ်လာခဲ့တာပါဒီကွာရှင်းမှုနဲ့ပတ်သက်ပြီးတော့ကာကာကိုရိုင်ကလည်း2024ခုနှစ်ဝန်းကျင်ကစပိန်သတင်းစာ Sport ကဖော်ပြခဲ့တဲ့ podcast တစ်ခုမှာပထမဆုံးချိန်ဖွင့်ဟပြောဆိုလာခဲ့တာပါကာကာရဲ့ပြောကြားချက်အရ2015ခုနှစ်လောက်ကကျွန်တော်အမေရိကန်မှာကစားနေချိန်မှာပါယနေ့ဖြစ်သူကသူမအနေနဲ့အိမ်အောင်တဲ့ဘဝမှာမပျော်ရွှင်တော့ဘူးသူမရဲ့မပျော်ရွှင်မှုတွေကဒီအိမ်အောင်ရေးကြောင့်ပဲလို့ပြောလာပါတယ်ပြီးတော့ဘရာဇီးကိုပြန်သွားခြင်းနဲ့အိမ်အောင်တဲ့တယောက်အနေနဲ့ဆက်မနေခြင်းတော့ဘူးလို့ပြောခဲ့တာပါကာကာကခရီးယန်ဘာသာရေးအဆုံးအမတွေကိုအလွန်လိုက်နာသူဖြစ်တဲ့အတွက်ခရီးယန်တယောက်အနေနဲ့ကွာရှင်းမှုဆိုတာကိုလက်ခံဖို့အတွက်အလွန်ကိုခက်ခဲခဲ့တာပါခရီးယန်တွေကကွာရှင်းမှုတွေလက်ထက်ကြတာမဟုတ်ပါဘူးကျွန်တော် Fireproof ဆိုတဲ့အိမ်အောင်ရေးပြဿနာတွေကိုဖြေရှင်းတဲ့စာအုပ်ကိုတောင်ဖတ်ခဲ့ပြီးတော့ဒီအိမ်အောင်ရေးမပြိုကွဲအောင်တနေ့နေ့အရာအလုံးကိုစူးစမ်းခဲ့ပါတယ်ဒါပေမဲ့သဘောထားကွဲလွဲမှုတွေကကြီးမားလွန်းပါတယ်ကွာရှင်းပြီးတဲ့နောက်တနေ့လောက်အထိလည်းအတော်လေးကိုစိတ်ဒဏ်ရာရခဲ့ပြီးတော့တင်းရုပ်ဆရာတွေနဲ့တိုင်ပင်ဆွေးနွေးခဲ့ရပါတယ်ဘာလို့လဲဆိုတော့တမန်ကျန်းစာကကွာရှင်းခြင်းကိုအားမပေးပေမဲ့ကျွန်တော်ကိုယ်တိုင်ကွာရှင်းနေရလို့ပါပဲလို့သူကဆိုထားပါတယ်ဆိုလိုတာကတော့ကွာရှင်းမှုအဓိကဆန္ဒရှိခဲ့သူကကာရိုလိုင်းဖြစ်ပြီးတော့သူမရဲ့လွတ်လပ်မှုနဲ့ကိုယ်ပိုင်ဘဝတည်ဆောက်ခြင်းမှုကြောင့်ဖြစ်ပါတယ်ကာကာကတော့အိမ်အောင်ရေးကိုကယ်တင်မှုအတွက်ကြိုးစားခဲ့ပေမဲ့နောက်ဆုံးမှာတော့လက်လွတ်လိုက်ရတာဖြစ်ပါတယ်လက်ရှိချိန်မှာတော့သူတို့နှစ်ဦးဟာအတိတ်ကနာကျင်မှုတွေကိုကြော်ဖြတ်ပြီးကိုစီတာရတဲ့ဘဝတည်တွေကိုတည်ဆောက်နိုင်ခဲ့ကြပါပြီကာရိုလိုင်းဆယ်လီကိုက2021ခုနှစ်မှာစီးပွားရေးလုပ်ငန်းရှင်အက်ဒဝါဒိုစကာပါဂျူလီယိုနဲ့ထပ်မံလက်ထပ်ခဲ့ပြီးမကြာသေးမီကပဲရာဖေးလိုအမည်ရတဲ့ကလေးငယ်တအုပ်ကိုပါမွေးဖွားခဲ့တာဖြစ်ပါတယ်သူမရဲ့နီနီဖက်ရှင်လုပ်ငန်းကလည်းအောင်မြင်မှုရရှိနေပါတယ်ကာကာကတော့2019ခုနှစ်လောက်ကစတင်ပြီးဘရာဇီးမော်ဒယ်ကယ်ရိုလိုင်းနာဒီတက်စ်နဲ့ချစ်ကြိုက်ခဲ့ပါတယ်2019ခုနှစ်အစောပိုင်းမှာမင်းကငါ့ကိုကဘာပေါ်မှာအပျော်ရွှင်ဆုံးယောက်ျားဖြစ်စေခဲ့တယ်။မင်းကိုလည်းကဘာပေါ်မှာအပျော်ရွှင်ဆုံးမျိုးသမီးဖြစ်အောင်ငါထားပါမယ်လို့ရေးသားထားပြီးတော့စိတ်ဆက်ခဲ့က2019ခုနှစ်ဒီဇင်ဘာလမှာတရားဝင်လက်ထပ်ခဲ့ကြပါတယ်။လက်ရှိမှာသူတို့ဇနီးမောင်နှံက2020ခုနှစ်မှာအီစတာနဲ့2023ခုနှစ်မှာဆာရာဆိုတဲ့သမီးလေးနှစ်ဦးကိုပိုင်ဆိုင်ထားခဲ့ပါပြီ။ကလေးတွေရဲ့ကိစ္စနဲ့ပတ်သက်လာရင်တော့ကာကာရောဇနီးဟောင်းကယ်ရိုလိုင်းမှာအလွန်လွန်နားလည်မှုရှိကြပြီးတော့နှစ်ဖက်မိသားစုအသစ်တွေကြားမှာလည်းလေးလေးစားစားနဲ့ပူပေါင်းဆောင်ရှောက်ပေးနေကြတာကိုမြင်တွေ့ရပါတယ်။ကာကာရဲ့သားနဲ့သမီးလူကာနဲ့အီဇဘယ်လာတို့ကမိဘနှစ်ပါးစလုံးရဲ့မင်္ဂလာဆောင်အသစ်တွေကိုတက်ရောက်ခဲ့ကြပြီးကာကာကလည်းသူသမီးလေးကိုအန်တီကာရိုလိုင်းနာနဲ့ဦးအက်ဒဝါဒိုစကာပါတို့အပေါ်မှာချစ်ခင်လေးစားမှုရှိပေးလို့ကျေးဇူးတင်ပါတယ်လို့လူသိရှင်ကြားချီးကျူးစကားပြောကြားခဲ့ပါသေးတယ်။ကာကာဆိုတာကဘောလုံးလောကရဲ့ရှားရှားပါးပါးလူကုန်တန်ကစားမတူဆိုတာညင်းလို့မရပါဘူး။သူရဲ့ဆော်ပိုလိုကနေအေစီမီလန်အထိဖြတ်တန်းခဲ့တဲ့ရွှေရောင်ကစားမဘဝရီယယ်မက်ဒရစ်မှာကြုံတွေ့ခဲ့ရတဲ့စိတ်ပြက်ဖွယ်ရာဒဏ်ရာပြဿနာတွေကြားကရုန်းကန်ရမှုတွေနဲ့ဘရာဇီးမျိုးသားအသင်းအတွက်ပေးဆက်မှုတွေကဘောလုံးသမိုင်းမှာရွှေရောင်အခရာတွေနဲ့ကပဲထိုးခံထားရမှာအသေးချပါပရိသတ်တွေကြားအထင်မြင်လွဲမှားစေခဲ့တဲ့ပြည်စုံလုံးလို့ကွာရှင်းရခြင်းဆိုတဲ့ကောလာဟလကလည်းတကယ်တမ်းမှာတော့လူတွေရဲ့စိတ်ဝင်စားမှုရရှိဖို့သတင်းမီဒီယာတွေရဲ့ချဲ့ကားရေးသားမှုတက်တာဖြစ်ကြောင်းထင်ရှားသွားခဲ့ပါပြီအမှန်တကယ်တော့ဘဝရဲ့ရည်မှန်းချက်တွေရှောက်လန်းခြင်းနဲ့လမ်းကြောင်းတွေကွဲလွဲလာတဲ့အခါမှာငယ်ကြီးဦးတွေဖြစ်လင့်စကားလမ်းခွဲရတဲ့ဆိုတဲ့လောကဓမ္မတာတစ်ခုကိုသာကာကာတို့ဇနီးမောင်နှံကတက်တည်ပြသွားခဲ့တာဖြစ်ပါတယ်လက်ရှိချိန်မှာကာကာကသူ့ရဲ့ဘာသာတရားယုံကြည်မှုနဲ့အတူမိသားစုဘဝအသစ်ကလေးမှာအေးချမ်းစွာဖြတ်တန်းနေပြီးဘောလုံးလောကရဲ့ကနဝင်တအုပ်အဖြစ်ပရိသတ်ရဲ့ယင်ထဲမှာအမြဲတမ်းရှင်တန်နေမှာဖြစ်ပါကြောင်းတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဘောလုံးဇာတ်လမ်းတွေကိုဆက်ပြီးတော့ကြည့်ကျင်နေဆိုရင်တော့မြန်မာ Football Insight Page နဲ့ Channel ကို Subscribe and Follow လုပ်ထားနိုင်ပါတယ်ခင်ဗျာနောက်ထပ် Sport Story အသစ်တွေနဲ့မကြာခင်မှာပြန်တွေ့ကြရအောင်ပါခင်ဗျာ